ဒီနေ့အောက်တိုဘာ3ရက်နေ့က DBB လူငယ်အသံအစီအစဉ်ဖွင့်ပွဲကိုထိုင်းနိုင်ငံချင်းမိုင်မြို့ Holiday Garden Hotel မှာစီကားစွာကျင်းပသွားတာဖြစ်ပါတယ်။ဒီပွဲကိုနယ်သာလန်သံရုံးမှကိုယ်စားလှယ် Mr. Peter Carlos ကအဖွင့်မှာစကားပြောကြားပြီး DBB လူငယ်အသံရဲ့မိတ်ဆက်အစီအစဉ်ကိုလည်းဖွင့်လှစ်ပေးသွားတာဖြစ်ပါတယ်။ The democratic voice of Burma. Youth Voice gives a voice to the new generation of Burma. ဒီပွဲကိုတက်ရောက်လာတဲ့လူငယ်တွေရဲ့အမြင်မှာတော့ ပမာပြီးငါဘယ်လိုမျိုးနေလဲဆိုသိတယ်รู้สึกคิดถึงโลกค่ะဒီလူငယ်တန်စီစဉ်ကိုနယ်သာလန်နိုင်ငံ Free Voice ကကူညီပံ့ပိုးပေးတာဖြစ်ပြီးနိုင်ငံ6နိုင်ငံပါတဲ့ KNN လူငယ်တည်င်းကွန်ရက်အဖွဲ့ကမြန်မာလူငယ်များအတွက်လေးထားဆောင်ရွက်ပေးတဲ့အစီအစဉ်အသစ်ဖြစ်ကြောင်းနဲ့ယခုမြန်မာဟာလည်း9နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာပြီဆိုတဲ့အကြောင်းကို KNN လူငယ်တည်င်းကွန်ရက်အဖွဲ့မန်နေဂျာ Mr. Ula Shavinas ကပြောသွားတာဖြစ်ပါတယ်။ပြီးနောက်တင်နန်းသားများအားအောင်လက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ DBB မှဒုတိယညွှန်ကြားရေးမှူးဦးခင်မောင်ဝင်းကလည်း DBB ကိုရန်ပုံငွေထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းများအားကျေးဇူးတင်စကားပြောကြားပြီး DBB ရဲ့နောက်ခံသမိုင်းအကျဉ်းချုပ်ကိုလည်းရှင်းလင်းပြောပြသွားပါတယ်။လူငယ်တန်အစီအစဉ်တစ်တွေမှာလည်းလူငယ်တွေရဲ့သဘောထားကတော့အခုလိုပြောပြသွားပါတယ်။ကျောင်းမှာတမဲ့သူများကွန်ပျူတာတွေတော့အများကြီးရှိတယ်။ဒါပေမဲ့သူတို့ကကျောင်းသားတွေပေးမသုံးဘူးဆရာမတွေလည်းပေးမသုံးသူကလူကြီးကလာကြရဆိုလာစစ်စေးဆိုအဲ့ဒါပဲထုတ်ပြပြီးမှပြန်သိမ်းမှအဲ့အကြောင်းပါကျောင်းလုံးကသူသိในใจค่ะก็ไรหูว่าเมืองมันเฮามันเป็นจังเนี่ยเขาဒီပွဲမှာရှမ်းရိုးရအကများလန်းနာအကနဲ့သီးလေးသီးဆေးရောင်စုံအငိမ့်တို့မှပါဝင်ကူညီကပြပေးသွားကြပါတယ်။အောင်မြင်စွာဖွင့်လှစ်သွားနိုင်တဲ့ DBB လူငယ်အသံအစီအစဉ်ပေါ်ထုတ်လုပ်ရေးတာဝန်ခံကလည်းအခုလိုပြောပြသွားပါတယ်ရှင်။အခုလိုမျိုးကလေးတွေကလည်းလာပြီးတော့သူတို့တွေဝမ်းမန်းတာနဲ့ကြိုက်လဲကြိုက်ကြတယ်ဆိုတာသိရတဲ့ပို့ပြီးတော့လည်းဝမ်းသာပါတယ်ဒီနေ့ဖွင့်ပွဲမှာဒီကတက်ချန်မစီကပြောသွားသလိုအနာဂတ်လူငယ်တွေပေါ်မှာကျွန်တော်တို့ရဲ့မျိုးစေ့ချမှုပေါ့နော်အဲ့ပေါ်မှာဆက်ပြီးတော့ဥလည်းမတုံဆက်ပြီးတော့လှုပ်သွားမယ်လို့လည်းကျွန်တော်ပြောလိုပါတယ်နောက်ဒီ program ကိုနေ့စဉ်အထိနှွှမ်းသွားနိုင်အောင်ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်